kilometer ပိုင်းငါပဲဖြစ်ပါတယ်ကျွန်တော်ဒါကြီးကိုကျွန်တော် base နည်းနည်းစလိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုရိုက်ထားမှန်နေတာမရိုက်မိလိုက်ပါဘူးအဲ့တော့လည်းတောင်းမှပါတယ်ဟိုရိုက်လိုက်လို့ရှိရင်လည်းတော်တော်လေးကြာတော့မှာပေါ့နော်ဟုတ်ပါတော့တဲသွားသူရအောင်ရိုးတဲလေးတူရအောင်မန်ကားပဲဗောနော်မန်ကားမှာပါလေကျွန်တော်ရိုက်မိရထင်နေရမဟုတ်ဘူးငဝင်းကျတော့ရိုက်ထားတာ3စက္ကန့်နဲ့ပါကျေးဇူးပါတော့ရိုက်မဲမိလိုက်ပါဦးမှာပဲကျွန်တော်လှုပ်ရှားရှိလို့ထားလုပ်လိုက်ပါမယ်ခင်ဗျာအတန်တွင်းတဲ့ကြက်နဲ့တမမလေးကျွန်တော်လှုပ်ရှားရှိလို့ခဏလေးโอเคပြန်ရောက်ပြီ yes မကျွန်တော်တူတာချက်ပြီးမှန်ကြုံမယ်အဲဒရုန်းနဲ့ကြုံရလာဦးတယ်ထိုင်နောက်တစ်ဒီကိုချောတတ်ထားပါတယ်ပူကောင်းကွာပူကောင်းလို့ဘောနော်ကျေးဇူးပါလို့ပြောကြပြန်တက်ဖို့ခစ်တယ်လို့ပြောလဲမရဘူးကွာပြုတ်ကြပြန်ပြီfuck ခုမှမရှိတော့စောနေခုမှမရှိတော့စောနေအော်ဒီပြီးတော့ပြန်ပြောပါမယ်မောထက်ဆောရမယ်ဟုတ်တယ်မောပုံသွားတော့ကျွန်တော်အပိုင်း3နဲ့4မှာတော့ကြည့်လို့ရပါတယ်မောပေါ့ကျွန်တော်ချက်ပြတော့ပါအောင်မောပုံချက်ပြတော့ပါအောင်မောကလူတော်များများမခပရိုက်တော်များများဆိုပေါ့ဗျာတမီမီကလူလည်းမထင်နိုင်နဲ့တမီမီကလာကိုကျွန်တော်ထည့်စောဖို့အတွက်တက်တီမရှိသေးဘူးโอเคကျိုးပြီးကိုဗျာကျိုးဒီကိလို့ကိုဒိုင်မွန်တရုံးရှိမယ်ဆိုအလားပဲထားလိုက်တော့မယ်ကိုဗျာရက်ပါကြီးတုံးလို့နေလို့လုံးပါတော့လောက်ပါကိုဗျာစတုံးကိုဗျာဆိုတော့ပြီလေတုံးကိုဗျာဆိုတော့ဘာလုံးမှာဘာလို့ဒိုင်မွန်ကိုဗျာရုံမှာတော့အယုံကိုဗျာစပန်တော့တော်လွန်နေလေနော်ရလုံးလေးပင်နေခုမဒါမြေပြတ်တဲ့ပြင်ဆွမဟုတ်တယ်နော်ကြည်ရနည်းနည်းအရောင် problem ဒီငါပစိန်ကျိုးပါမှာအော်ရတယ်ငါပစိန်အတစ်တက်လက်ပါတယ်ငါမှာI'm Jolie lah. Yes, I'm Jolie lah. Coba di kau sejuk lah bi. Cina. Yes, I'm Jolie. Jolie. Di kau dege Jolie. I'm Jolie. Jolie dah dege. Ini nau cai no. Kau lem di. Biar tani tu tom mari di kante cibi pa.ပြင်းတဲ့တကိုလူစကားပြောတဲ့နေစကေတနေပတ်တော့ရင်တောင်ပန်ပါတက်ခမ်းမြတရကျွန်တော်မိတဲ့နေထုံထားတာတော့အရာတော့မပြောင်းကြောကြီးပါလောက်တီးမစောတ်တေးပါပူတော့ကတော့မြန်မာဆက်ဆန်လေးပဲမြန်မာအိမ်မြန်မာလူကြီးပဲစောက်လိုက်ပါတယ်ခမ်းမြမှန်တော့မရတိပါပူကျွန်တော်မှဟိုချက်ပြားလေးလုံးမှာပါCambio bene, so di like da qua dai bello solo siamo più chi è due sempre via chi è due sempre da mamma lo c'è lo mio dai
ဘာမှလည်းမဟုတ်ဘူးတိုင်းပုတ်စကားပြောဆိုလဲပြင်းကြိုက်ပေါ့ညာနော်ကြည့်ရတူလဲဘယ်ကြည့်ကြပါမလဲအဲကြောင့်စကားလေးနည်းနည်းပပထည့်ပြောလိုက်တာပါ Hello guys ပြပါပြီ